ခြောက်ခြားစရာကောင်းတဲ့ညတစ်ညက်ညင်းနဲ့တကောင်ရံအချိန်ဖြစ်ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ခြောက်ကပ်နေပြီးလေတိုးတန်ကလွဲလို့ဘာတန်မှမကြားရပါဘူး။မြို့ပြနဲ့ဝေးလံတဲ့တောဆက်နာကအိမ်အိုကြီးတစ်လုံးထဲမှာမီးအောင်မိန်လေးတစ်ခုပဲလင်းနေပါတယ်။အဲ့ဒီအိမ်ထဲမှာတယောက်တည်းနေထိုင်နေတဲ့ကိုမင်းဆိုသူဟာစပွဲခုံမှာထိုင်ရင်းစာဖတ်နေခဲ့ပါတယ်။အင်ကြီးကဟောင်းငန်းနေပြီဖြစ်လို့လေတိုက်တိုင်းတကားချက်တွေကတကြွကြွနဲ့မြည်နေတတ်ပါတယ်။ဒါပေမဲ့ဒီညမှာတော့ကိုမင်းသတိထားမိတာတခုရှိပါတယ်။အဲ့ဒါကတော့ပုံမှန်ကြားနေကြအတန်တွေထက်ပိုထူးခြားတဲ့ခြေတံတစ်ခုပဲဖြစ်ပါတယ်။အိမ်ရဲ့အပေါ်ထက်ကနေစွတ်ဆိုပြီးတစုံတစ်ယောက်ကလမ်းလျှောက်နေသလိုမျိုးခြေတံကိုသူကြားနေရတာပါကိုမင်းဟာစာအုပ်ကိုပိတ်လိုက်ပြီးနားဆွင့်ကြည့်ပါတယ်အတန်ကရက်သွားပါတယ်ငါပဲနားကြမှားတာဖြစ်မှာပါလို့ကိုနှစ်သိမ့်ရင်ရေတောက်ဖို့မိဖို့ချောင်ဘက်ကိုထွက်လာခဲ့ပါတယ်မိဖို့ချောင်ထဲမှာရေနွေးအိုးတီထားတဲ့အတန်ကလွဲရင်အားလုံးငြိမ်သက်နေပါတယ်ဒါပေမဲ့သူရေဘက်ကိုကင်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့နောက်ကျောဘက်ကနေအေးစိမ့်တဲ့လေဝေတစ်ခုဖြတ်တိုက်သွားသလိုခံစားလိုက်ရပါတယ်။သူဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တဲ့အခါမိဖို့ကြောင့်တကားဝမှာဘယ်သူမှမရှိပါဘူး။ဒါပေမဲ့ကျမ်းပြင်ပေါ်မှာတော့ထူးဆန်းတဲ့ရွှွန့်ချေရာတွေကအပေါ်ထက်ကိုတက်သွားတဲ့လေကားချေရင်အထိအတန်းလိုက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ကိုမင်းရဲ့ရင်ဘတ်ထဲမှာဒိတ်ခနဲဖြစ်သွားပါတယ်။အိမ်မှာသူတယောက်တည်းရှိနေတာပါဘသူကဒီခြေရာတွေကိုခြံထားခဲ့တာလဲသူဟာတတိကိုမွေးပြီးလက်နှိပ်တံမီကိုယူကအပေါ်ထက်ကိုတက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်လေကားတစ်ထစ်ချင်းစီကိုနင်းလိုက်တိုင်းကကြွေဆိုတဲ့အတန်တွေကညရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းနေပါတယ်အပေါ်ထက်ကိုရောက်တဲ့အခါအခန်းတကားတွေအားလုံးပိတ်နေပါတယ်ဒါပေမဲ့အဆုံးဘက်ကအခန်းဖြစ်တဲ့ဘူတောင်ကန်းထဲကနေရှိုက်ကြီးတင်ငင်ငိုတန်တဲ့ကိုကြားလိုက်ရပါတယ်။ဘသူလဲ။လိုကိုမင်းကအတန်တုံနဲ့မေးလိုက်ပါတယ်။အဖြေမရှိပါဘူး။ငိုတန်ကပိုကျဲလာပါတယ်။သူဟာကိုတောင်တကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်ပါတယ်။တကားပွင့်သွားတဲ့အခါအခန်းထဲမှာဖုံတွေနဲ့အမိုက်တွေပဲရှိနေပါတယ်။ဒါပေမဲ့အခန်းထောင်းကမှန်တင်ကုန်ဟောင်းကြီးရှေ့မှာမိန်းကလေးတစ်ယောက်ကြောပေးပြီးထိုင်နေတာကိုမြင်လိုက်ရပါတယ်။သူမရဲ့သပင်တွေကဖျိုပြဲနဲ့ကျန်းပြင်းအထိကျနေပြီးအဖြူရောင်ဝတ်စုံကညစ်ပတ်ပေးနေပါတယ်ညီမလေး။ဘာဖြစ်လို့လဲလို့သူကအနားကိုတိုးသွားရင်းမေးလိုက်ပါတယ်။သူမဖြေပါဘူး။သူမရဲ့လက်ချောင်းတွေကမှန်ပေါ်မှာတစ်ခုခုကိုဆွဲချစ်နေသလိုတပြန်းပြန်းနဲ့ညီနေပါတယ်။ကိုမင်းဟာသူမရဲ့ပခုံးကိုကင်ဖို့လန်းလိုက်တဲ့အချိန်မှာပဲမှန်ထဲကနေတဆင့်သူမရဲ့မျက်နှာကိုမြင်လိုက်ရပါတယ်။သူမမှာမျက်လုံးတွေမရှိပါဘူး။ဟောင်းဟောင်းပေါက်ကြီးတွေဖြစ်နေပြီးအဲ့ဒီနေရာကနေသွေးပုတ်ရည်တွေစီးကျနေပါတယ်။သူမကဖြည်းဖြည်းချင်းလှည့်ကြည့်လာပါတယ်။သူမရဲ့ပါးစပ်ကမရွက်အထိပြဲအားသွားပြီးကြောက်မက်ဖွယ်ကောင်းတဲ့ရေတံကြီးနဲ့ရေမောလိုက်ပါတယ်။ကိုမင်းဟာကြောက်လန့်တကြားနဲ့အောက်ထပ်ကိုဝုန်းတိုင်းကျဲပြေးဆင်းလာခဲ့ပါတယ်။အိမ်ရှိတကားကိုဖွင့်ပြီးအပြင်ကိုထွက်ဖို့ကြိုးစားပေမဲ့တကားကအပြင်ကနေခတ်ထားသလိုမျိုးလုံးဝဖွင့်လို့မရတော့ပါဘူး။သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါအပေါ်ထက်လှေကားထိပ်မှာစောကမိန်းကလေးဟာရက်နေပါတယ်။သူမကလှေကားအတိုင်းဆင်းမလာပဲနယံပေါ်မှာပင့်ကူတကောင်လိုကပ်ပြီးသူ့စီကိုတရွေ့ဆင်းလာပါတယ်။ခြေတံတွေကစောကသူကြားခဲ့ရတဲ့စွတ်ဆိုတဲ့အတန်မျိုးပါကိုမင်းဟာအသက်ရှူရတာခက်ခဲလာပြီးမျက်လုံးတွေကိုအတင်းမိတ်ထားလိုက်ပါတယ်ဒါအိမ်မက်ပဲဖြစ်ရမယ်လို့ရွတ်ဆိုနေမိပါတယ်ခဏအကြာမှာတော့အတန်တွေအားလုံးတိတ်သွားပါတယ်သူမျက်လုံးကိုဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်တဲ့အခါပတ်ဝန်းကျင်ကပုံမှန်အတိုင်းပြန်ဖြစ်နေတယ်ကိုမင်းဟာအနောက်ကိုလှည့်ကြည့်ဖို့တတိမရှိတော့ပါဘူး။သူ့ရဲ့ကြောပြင်ပေါ်ကိုအေးစိမ့်တဲ့လက်သေးရှည်ကြီးတွေကဖြည်းဖြည်းချင်းဖိကျလိုက်တာကိုခံစားရင်းညနေသက်ခေါင်ရံမှာအော်ဟစ်တန်တစ်ခုကအင်ကြီးထဲမှာဟိမ့်ထွက်သွားပါတော့တယ်။
တအိမ်လုံးပြန်လဲတိတ်ဆိတ်သွားတဲ့အခါမှာတော့အိမ်ရှိချမ်းပြင်ပေါ်မှာရွှွန့်ချေရအသစ်နှစ်ခုကအပေါ်ထပ်ကိုဦးတည်ပြီးထပ်မံပေါ်ပေါက်လာပါတော့တယ်အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်